တိုင်းပညာအသုံးပြုလို့မရတာကြောင့်ကောင်လေးဟာတောင်ပေါ်ကိုခက်ခက်ခဲခဲတက်နေရပြီးပင်မဲနေပြီမဲ့ငါဆရာကိုတေးချပေါက်ကဲတင်ရမယ်ဆိုပြီးအားတက်လိုက်ပါတယ်အဲ့လိုမျိုးမနာမနေတက်လာလိုက်တာပြုတ်ကြတော့မလို့တောင်ဖြစ်ခဲ့ပေမဲ့နောက်ဆုံးမှာတော့တောင်ပေါ်ကိုအောင်မြင်စွာတက်နိုင်သွားပါတယ်တောင်ပေါ်မှာတော့ကြောက်တိုင်တစ်ခုမှချိတ်ပိတ်ထားတဲ့ကျန်းစာတစ်စောင်ကိုမြင်တွေ့ရမှာပါကောင်လေးဟာအဲ့ဒီကျန်းစာကိုဖယ်လိုက်တဲ့အချိန်မှာတော့ချိတ်စည်းပေရသွားပြီးကောင်းကင်တစ်ခုလုံးမိုင်းမောင်ကလဲရစီးမြေလက်လာပါတယ်ကူထဲမှာပိတ်ခံထားရတဲ့သူမကလည်းနောက်ဆုံးတော့ငါလွတ်လပ်ပြီးငါထွက်သွားနိုင်ပြီဆိုပြီးပျော်ရွှင်စွာအော်ဟစ်ပြီးတောင်ပန်းအစုံကိုထုတ်လာကောင်းကင်ဘော်သို့ပြန်တက်သွားပါတယ်တောင်ပေါ်မှာတော့ကောင်လေးဟာပြင်ထန်တဲ့လေကြောက်ကြောက်တိုင်ကိုဖတ်တွယ်ထားရပြီးနောက်ဆုံးမှာတော့တောက်မခံနိုင်တော့ပဲတောင်အောက်ကိုပြုတ်ကျသွားပါတယ်ထိုအချိန်မှာပဲငှက်မလေးဟာအချိန်မီရောက်လာပြီးကောင်လေးကိုကယ်တင်သွားပါတယ်ကောင်လေးဟာသူမရဲ့ကိုယ်ပေါ်ကနေခုဘဲကိုသွားကြမလဲဆိုပြီးမေးလိုက်တာကြောင့်သူမဟာသခင်ကျမအစာမစားရတာအတော်ကြာနေပြီပင်လယ်စာသွားစားကြရအောင်ဆိုပြီးပင်လယ်ရှိရာသို့ဥတီပြန်ထမ်းလိုက်ပါတယ်ရွာသူရွာသားတွေဟာထူးဆန်းတဲ့ငှက်နဲ့ကောင်လိကိုမြင်တော့ဒါကနတ်ငှက်ပဲအပေါ်မှာလည်းနတ်ဖျားတစ်ပါးပါလာတယ်ထင်တယ်ဆိုပြီးလက်အုပ်ချီကဂါရဝပြုလိုက်ကြပါတယ်မြို့ပေါ်ကဖြတ်ပြန်တဲ့အချိန်မှာလည်းနတ်ဖျားပဲဒီနေ့တော့ကံကောင်းပါစေဆိုပြီးလက်အုပ်ချီကဆူတောင်းကြပါတယ်ကောင်လေးဟာအလွန်မြင့်လာကြောင်ကြောက်လန့်နေပြီးဖြည်းဖြည်းပြန်ပါလို့ငမလီကိုတတိပေးလိုက်ပါတယ်အဲ့လိုနဲ့နောက်ဆုံးတော့ပင်လယ်ကြီးစီကိုရောက်လာပါတယ်ပင်လယ်ကြီးကိုမြင်တော့ကောင်လေးဟာကြောက်စိတ်ဝင်လာတာကြောင့်ကျွန်တော်ပင်လယ်စာမစားချင်တော့ဘူးပြန်ကြရအောင်လို့ပူစာပါတော့တယ်ငှက်မလေးကလည်းမကြောက်ပါနဲ့သခင်ရဲ့ပင်လယ်စာကအရတာအရန်ရှိတယ်မြည်ကြည့်ပါအောင်လို့ပြောကပင်လယ်ထဲသို့ထိုးဆင်းလိုက်ပါတယ်ခဏကြာမှတော့ပင်လယ်ထဲကနေပြန်ထွက်လာပြီးပါဆဲပါဆွဲခဲ့လိုက်ပါသေးတယ်စောနာကမစားတော့ဘူးလို့ပြောတဲ့ဇလိုက်ကလည်းပါဇက်ကိုတုတ်လိုက်ပြီးပင်လယ်စာကတကယ်အရတာရှိတာပဲလို့ရေရွတ်လိုက်ပါတယ်ပင်လယ်စာအဝါစာသည့်အပြန်လမ်းမှာတော့ဇလိုက်ဟာငှက်မလီကိုမင်းငှက်ဆရာကိုကယ်နိုင်တယ်ဆိုတာတကယ်လားဘယ်လိုမျိုးကယ်တင်ရမလဲဆိုပြီးမေးလိုက်ပါတယ်ငှက်မလီကကျမမှတ်မိတယ်လို့ဆိုရင်မူရန်ကြုံလို့ခေါ်တဲ့ထိတ်တန်းဂိုင်းတစ်ခုမှာຫນွေဦးချင်းစင်လို့အမိရတဲ့ဂိုင်းရဲ့တူတဲ့တော့ဂိုင်းချုပ်တာကြင်ကြံခွင့်ရှိတဲ့တိုင်းပညာရဲ့တစ်ခုရှိတယ်ဒါကဂိုင်းချုပ်အချင်းချင်းပဲနှုတ်တိုက်တင်ချဖေးတဲ့ရှိုးဝတ်ပညာရပ်ပါအဲ့ဒီကျင့်စဉ်နဲ့ဆရာကိုကယ်လို့ရတာလားလို့ကောင်လေးကမေးလိုက်ပါတယ်ຫນွေဦးကျင့်စဉ်ရဲ့ထူးခြားချက်ကလူဝိညာဉ်ကိုပြောင်းရွှေ့ပေးနိုင်လာပါတစ်သားကိုကိုယ်ထဲအဖေအသုံးပြုသည့်ပြန်လဲရှင်းသန်စေတာမျိုးပါဒါပေမဲ့အလဲလုပ်ရတာကတော့အသုံးပြုတဲ့တိုင်းပညာရှင်ဟာသူ့ရဲ့ကျင့်စဉ်အားလုံးကိုတခုမကြံစသေးရလာပါပြီးခဲ့တဲ့နေ့ကတခင်တောက်လိုက်တဲ့သွေးတန့်စင်စည်းလုံးကကျင့်စဉ်အားလုံးကိုစုပ်ယူနိုင်တယ်ဆိုပြီးတခင်ရဲ့ဆရာပြောတာကိုကျမမတော်စားကြားလိုက်တယ်အဲ့ဒါကြောင့်တခင်လေးအနေနဲ့ຫນွေဦးကျင့်စဉ်ကိုစုပ်ယူဖို့အခွင့်အရေးရှိကောင်းရှိနိုင်ပါလိမ့်မယ်ကျမသိသလောက်တော့သူကိုပြန်ရှင်းအောင်ဆောင်ရွက်နိုင်ဖို့ကဒီတနည်းပဲရှိတော့မယ်ထင်တယ်ဆိုပြီးရှိုးဝတ်ကျင့်စဉ်အကြောင်းရှင်းကြရင်သူ့ဆရာရှိတဲ့လိုင်းဟူအတင်းတော်ရောက်လာကြပါတယ်ဇလိုက်ဟာသူ့ဆရာကိုရိုသေးစွာဦးချပြီးအဘိုးအိုနဲ့ဆွဲသွေးလေးချင်းကိုပြန်မြင်ရောက်လာပါတယ်ကောင်လေးမိကြောက်ပါနဲ့ကလေးလေးအဘိုးတို့ကတကယ်ကိုရေးဆက်ရှိကြတဲ့ပုံပဲဆိုပြီးအဘိုးအိုဟာသူ့ရဲ့ပညာရက်တွေနဲ့ကျင့်စဉ်အားလုံးကိုဇလိုက်အားသင်ကြားပြီးနေတာကိုတွေ့မြင်ရမှာပါဇလိုက်ဟာလိန်မာပြီးတိတက်တာကြောင့်အဘိုးအိုဟာအရင်သဘောကျနေပါတယ်နောက်ဆုံးအချိန်မှတောင်ကောင်းလေးစီကဆရာဆိုပြီးခေါ်တဲ့အထံကိုကြားချင်တာကြောင့်တောင်းဆိုခဲ့ပေမဲ့ဇလိုက်ကတော့အဘိုးဟာကျွန်တော်ရဲ့ဆရာဖြစ်နေတာကြားပါပြီဆရာအဖြစ်လဲတတ်မှတ်ခါပြီးပါပြီဆရာလို့ပြောခဲ့ပါတယ်အဲအချိန်မှတဲ့ဘေးနားကငှက်မလေးကဇလိုက်ကိုတတိပေးလိုက်ပါတယ်တခင်လေးအဘိုးရဲ့ဝိညာဉ်ကိုအငြင်သိမ့်စီထားရအောင်ဒါမှနောက်ပိုင်းအသက်ပြန်သွင်းလို့ရမှာဆိုပြီးပြောလိုက်တာကြောင့်ဇလိုက်ဟာမင်းသိမ့်သက်လားဆိုပြီးအကူအညီတောင်းလိုက်ပါတယ်ငှက်မလေးကလည်းသိမ့်သက်တာဘောလို့ပြောကအဘိုးအိုရဲ့ဝိညာဉ်ကိုသူမရဲ့ခန္ဓာကိုယ်ထဲထက်ကသိမ့်စီထားလိုက်ပါတယ်ကျမရဲ့ခန္ဓာကိုယ်ကတဘာဝကပေးထားတဲ့အိတ်တစ်ခုလိုပဲသိမ့်ခင်တာထဲပြီးသိမ့်ထားလို့ရတယ်အဘိုးရဲ့ဝိညာဉ်ဘာမှထွေးစေရဘူးဆိုပြီးဇလိုက်ကိုဂတိပေးလိုက်ပါတယ်ဆက်လက်ပြီးတော့သခင်လေးဟာကိုပိုးတော့အောင်ကြင်ကြံရမယ်စူးစမ်းရမယ်အဲ့ဒါမှမူရန်ကိုင်းကိုချင်းကပ်ဖို့အခွင့်အရေးရှိမှဆိုပြီးလမ်းပြလိုက်တာကြောင့်ဆက်လိုက်ဟာသူ့ဆရာကိုကယ်တင်နိုင်ဖို့အတိုင်းငါစူးစမ်းပြီးလေ့ကျင့်ရမယ်ပြီးတော့ပိုးပြီးတန်မာလာရမယ်ဆိုပြီးအာမန်ပြီးနဲ့ကျုံဝလိုက်ပါတယ်ငှက်မလေးဟာသခင်အနေနဲ့တန်မာချင်းတဲ့ဆိုရင်တော့နတ်ဖျားလောကတဲ့ကိုဝင်ရမယ်လူသားလောကကနေနတ်ဖျားလောကကိုသွားဖို့အကောင်းဆုံးနည်းလမ်းကတော့တစ်နှစ်တစ်ကြိမ်ကျင်းပါတယ်တပဲ့တရွေးခွဲမှာအရွေးခံရဖို့ပဲအဲ့ဖွဲမှာနတ်ဖျားတွေဟာလူသားလောကရဲ့တတ်မှတ်ထားတဲ့နေရာကိုလာပြီးကြင်ကြံဖို့တင့်တော်တဲ့သူတွေကိုရွေးချယ်ခေါ်ဆောင်သွားကြတယ်သခင်လည်းအဲ့နေရာကိုသွားပြီးစမ်းသပ်ကြည့်လို့ရတယ်
တခင်ကဝိညာဉ်စွမ်းအားမရှိဘူးဆိုပေမဲ့တခင်ရဲ့ဆရာကတိုင်းပညာအမွေနဲ့နှက်ဆေးကိုပေးခဲ့တာကြောင့်ခုဆိုရင်အတော်လေးတန်မာနေပြီလို့ပြောလို့ရတယ်အဲ့ဒါကြောင့်တခင်အနေနဲ့စမ်းသပ်မှုကိုတွားဖြေကြည့်လိုက်ပါကျမလည်းအဲ့အချိန်ကျရင်တက်နိုင်တဲ့လောက်တခင်ကိုကူညီပေးပါမယ်လို့ပြောလိုက်ပါတယ်တပည့်တိဒရစ်ချေပွဲလားဆိုပြီးဇက်လိုက်ကရေးရွယ်လိုက်ပါတယ်တစ်ဖက်မှာတော့ရွာငယ်လေးတရွာကိုအမိမတိလူနှစ်ယောက်ရောက်လာပါတယ်သူတို့ကဒီတခါတော့အရေးချင်းရှိတဲ့သူတွေပေါ်ထွက်လာဖို့မျှော်လင့်ပါတယ်ဆိုပြီးအချင်းချင်းပြောကစွာရင်စစ်ဆေးတဲ့တက်လုံးကိုထုတ်လိုက်ပါတယ်ရွာထဲမှာတိုင်းပညာတင်းယူခြင်းတဲ့ကလေးတွေကနတ်ဖျားတွေတပဲ့လာရွီးပြီးဟေ့လူဆိုကအပြေးလွားထွက်လာကြပါတယ်နတ်ဖျားမဟာကလေးတွေကိုစွာရင်လုံးပေါ်လက်တင်ခိုင်းပြီးတဦးချင်းစမ်းသက်စစ်ဆေးနေပါတယ်တဦးတယောက်မှမအောင်သေးတော့ဘေးနားကရက်နေတဲ့နတ်သားဟာစိတ်တက်ကြလာပါတယ်ဆက်လိုက်နဲ့ငှက်မလီဟာစန်တာပရရှိယာနေရာကိုတောင်ဘောကနေလှမ်းကြည့်နေပါတယ်သူမဟာအရှင်ဒါကရွေးချယ်ပွဲပဲလို့ပြောကဝိညာဉ်အဖြစ်ပြောင်းလဲပြီးဆက်လိုက်ရဲ့ခန္ဓာကိုယ်ထဲသို့ဝေ့လိုက်ပါတယ်ဆက်လိုက်ရဲ့ခန္ဓာကိုယ်ထဲကနေသူမဟာတခင်ကျမကအရှင်ရဲ့ခန္ဓာကိုယ်ထဲဝင်ပုံးနေပြီးခြေရဖောက်ထားပေးမယ်ပြီးတော့တခင်ကဘဲလိုစွမ်းအားမျိုးကိုမှအထုံမတုံမိစေနဲ့နတ်ဖျားလောကထဲကိုတာမန်လူတယောက်လိုဟန်ဆောင်ပြီးဝင်ရောက်ရမယ်လို့ပြောလိုက်ကကြောင်းဆက်လိုက်ကလည်းနားလဲပါပြီလို့ပြောလိုက်ပါတယ်နတ်ဖျားလောကကြီးငါလာပြီလို့ဆက်လိုက်ကအော်ဟစ်လိုက်ပါတယ်တစ်ဖက်မှာလည်းစွမ်းရင်လာစစ်ဆေးတဲ့နတ်ဖျားတွေဟာစိတ်တက်ကြနေကြပြီးဒီနေရာကစွမ်းရင်တွေအရန်နေလွန်းနဲ့ကျဉ်ကြံသူတွေပေါ်ထွက်ဖို့မဖြစ်နိုင်တော့ဘူးကြည်အလာကတော့အလကားအချင်းဖြူမိတာပဲလို့အချင်းချင်းပြောနေကြတော့ဆက်လိုက်ဟာခဏလီနေပါအောင်လို့အော်ဟစ်ကအဝေးကနေပြေးလာနေပါတယ်ဆက်လိုက်ရဲ့အော်တန်ကြောင့်နတ်ဖျားတွေကကောင်းလေးကိုတတိထားမိသွားပါတယ်နတ်ဖျားကျွန်တော်ရှိပါသေးတယ်ကျွန်တော်မဆန်းတရသေးဘူးဆိုပြီးဆက်လိုက်ဟာဒူးထောက်ပြီးတောင်းဆိုနေတာကြောင့်နတ်ဖျားတွေဟာစိတ်သက်ကြနေပေမဲ့စမ်းတက်ခွင့်ပေးလိုက်ပါတယ်ဆက်လိုက်ဟာစွမ်းရင်လုံးကိုထိလိုက်တာနဲ့တပြိုင်နက်အလင်းတန်းကြီးဟာကောင်းကင်ဘိုးကိုထိုးတက်သွားပါတယ်ထိုးရကိုမြင်လိုက်ရတဲ့နတ်ဖျားတွေဟာအံ့ဩတုန်လို့ကုန်ကြပြီးခရမ်းရောင်အလင်းတန်းလာဒါကအမြင့်ဆုံးစွမ်းရည်ပဲလို့ပြောပြီးအချင်းချင်းမယုံနိုင်သေးတဲ့အကြီးနဲ့တက်လေကြီးလိုက်ကြပါတယ်